တောထဲမှာတရိษံဒီအများကြီးနေထိုင်ကြတယ်။မနက်တိုင်းနေရောင်အလင်းကသူပင်ကြားတွေကဖျားထွက်လာပြီးတောအတွင်းကိုလှပစေတယ်။တရိษံတွေကလည်းကိုအလုပ်ကိုလုပ်ပြီးအေးချမ်းစွာနေထိုင်ကြတယ်။အဲ့ဒီတောထဲမှာအယမ်းမြန်တဲ့ယုံတစ်ကောင်ရှိတယ်။ယုံကပြေးတာအယမ်းမြန်လို့တောရတရိษံဒီအားလုံးကြီးပါကိုအပြေးမှာအနိုင်ယူနိုင်တယ်။ဒီနေ့မှာယုံကလမ်းပေါ်မှာ lift တကောင်ကိုတွေ့တယ်။လိတ်ကအေးဆေးဆေးနဲ့အလိုနှင်းနှင်းလန်းလျှောက်နေတယ်။ယုံကလိတ်ကိုမြင်လို့အယမ်းရဲ့အချင်းလာပြီးဟာလိတ်ရီနေလန်းလျှောက်တာဒီလောက်နှင်းရင်နေ့တစ်နေ့လုံးသွားမအိမ်ရောက်မလားလို့လောင်ပြောင်ပြိုးတယ်။အနားမှာရှိတဲ့တရိษံတွေကလည်းယုံရဲ့စကားကြအော်နေကြတယ်။ဒါပေမဲ့လိတ်ကစိတ်မဆိုးပဲတိတ်တိတ်လီနားထောင်နေတယ်။ယုံကထပ်ပြီးဒီတိုးထဲမှာငါလို့မဲနဲ့တရိษံမရှိဘူးလို့မာနထောင်ပြီးပြောလိုက်တယ်။လိတ်ကယုံကိုတိတ်တိတ်လီကြည့်ပြီးအေးအေးဆေးဆေးပြန်ပြောလိုက်တယ်။ယုံရင်မြန်နာကောင်းပါလေ။ဒါပေမဲ့အမြဲတမ်းမြန်သူပဲအနိုင်ရမယ်လို့တော့မပြောနိုင်ဘူးနော်။ယုံကဒီစကားကိုကြားတော့အယမ်းအော်သွားတယ်။ဘာလို့လိတ်ကဒီလိုပြောတာလဲ အခန်းနှစ်ကိုနောက်ဗီဒီယိုလေးမှာဆက်ပြောပြသွားပါမယ်နော်